new package ဆိုရင်နန်းတော်ဝင်ဆိုတဲ့ဒါအခုမြင်နေရတဲ့ package လေးကတော့ကချင်ပြည်နယ်ကမမက online ကနေပြီးတော့မှစီစဉ်သွားတဲ့18သိန်းကျော်တဲ့ new package လေးပေါ့နော်ဒီ package လေးရဆိုရင် customize package တော့မဟုတ်ဘူးပေါ့နော်မမကသူသုံးချင်တဲ့ budget အမောက်လေးကိုပြောပြီးတော့မှစီစဉ်ခိုင်းတာဆိုတော့ဒီမလေးတို့ဘက်ကနေပြီးတော့မှစီစဉ်ပေးထားတဲ့ new package လေးပေါ့နော်မမကကြတော့9လပိုင်းပထမပတ်မှာမွေးမှာဆိုတော့မွေးရသည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမလေးတို့ကအနည်းဖြူလေးဆိုရင်လည်းအထက်30ထည့်ပြီးတော့မှစီစဉ်ပေးထားရပေါ့နော်မွေးရဆက်လေးဆိုရင်လည်းခြီသားမွေးရဆက်လေးကိုထည့်ပြီးတော့မှစီစဉ်ပေးထားပြီးတော့ baby လေးအတွက်ဆိုလို့ရှိရင်လည်းခြီသေးကင်းလေးတွေခြီဆောင်လေးတွေအနွေးဆောင်လေးတွေပြီးလို့ရှိရင်လည်းဒီလိုမျိုးခြီသားအင်းခြီလေးတွေကိုလည်းမိုးရသည်ဖြစ်တဲ့အတွက်ကြောင့်မများလေးထည့်ပြီးတော့မှစီစဉ်ပေးထားရပေါ့နော်baby လေးအတွက်ဆိုလို့ရှိရင်လက်သေးကင်းလေးဆိုရင်တစ်ခါသုံးသေးကင်းလေးပါထည့်ပြီးတော့မှစီစဉ်ပေးထားပြီးတော့မှဒီလိုမျိုးလက်သေးညက်အစုံပါတဲ့ဟာလေးလည်းထည့်ပေးထားပါတယ်ရှင်ပြီးလို့ရှိရင်တော့ skin care set ဆိုရင်ဒီလိုမျိုး copy brand လေးရတဲ့စုံထည့်ပေးထားပါတယ်ရှင်ပြီးရင်မွေးစားနိုဘူးလေးတွေဆီလီကွန်စွန်းလေးတွေနိုဘူးလေးတွေဆေးဖို့အတွက်နိုဘူးဆေးရည်နဲ့နိုဘူးဆေးတန်လေးတစ်ထွေလည်းထည့်ပြီးတော့မှစီစဉ်ပေးထားရပေါ့နော် baby လေးရဲ့အနည်းလေးတွေအဝေးလေးတွေလျှော်ဖို့အတွက်ဒီလိုမျိုးအဝတ်ချက်ဆက်ပြလေးရတပုံးရယ် baby လေးအတွက်ဒီလိုပုံသွင်းကောင်းလေးတစ်လုံးလည်းထည့်ပြီးတော့မှစီစဉ်ပေးထားရပေါ့နော်မိုးရသည်ဆိုတော့အဝတ်လေးတွေလမ်းဖို့အတွက်ဒီလိုမျိုးသုံးဆင့်ပါတဲ့အဝတ်လမ်းစင်လေးတစ်ခုကိုလည်းထည့်ပြီးတော့မှစီစဉ်ပေးထားရပေါ့နော်မမအတွက်ဆိုရင်လည်းမိနစ်တဲ့အခင်းမိနစ်တဲ့ diaper ပြီးလို့ရှိရင်မိနစ်တဲ့အုပ်ထုပ်လေးတွေကိုလည်းထည့်ပြီးတော့စီစဉ်ပေးထားရနော်ပြီးလို့ရှိရင်တန်ရှင်းလုပ်ဖို့အတွက်ဂုံးလုံးလေးတွေဂုံးလုံးထည့်ဘူးလေးတွေနဲ့ wet tissue လေးတွေလည်းထည့်ပြီးတော့စီစဉ်ပေးထားပါရရှင်ခုလိုမျိုး new package လေးတွေကိုနယ်ဝေးကမေမေတွေနဲ့ရန်ကုန်မြို့တွင်းပေါ်မှာဆိုင်ကိုလာနိုင်တဲ့မေမေတွေလာဖို့မအားတဲ့မေမေတွေကကြတော့ဒီလိုမျိုး new package လေးတွေကို online ကနေပြီးတော့မှအသေးစိတ်မှာပြီးလို့ရပါတယ်ရှင်အခုလိုမျိုးကိုသုံးချင်တဲ့ budget amount လေးပြောပြီးတော့ပဲဖြစ်ဖြစ်ကိုယ်တိုင် customize လုပ်ပြီးတော့ပဲဖြစ်ဖြစ်စီစဉ်လို့ရပါပြီရှင်စီစဉ်နေဆိုရင်တော့မိုးရဲ့ TikTok Messenger ကပဲဖြစ်ဖြစ် Pay Messenger ကပဲဖြစ်ဖြစ်စီစဉ်လို့ရတယ်လို့ Viber number 3998833343399994444488 Viber တွေကနေပြီးတော့လည်းဆက်သွယ်မှာယူလို့ရပါပြီရှင်